တာဘောတောင်ဟာခရိယန်ဘာသာဝင်တွေအတွက်တော့တာမန်တောင်တစ်လုံးထက်ပေါ်ပါတယ်ဒါဟာသခင်ယေရှုခရစ်တော်ရဲ့ဘုန်းတော်ထင်ရှားခြင်း transfiguration ဖြစ်ပေါ်ခဲ့တဲ့တန်ရှင်းရာဌာနတစ်ခုဖြစ်ပါတယ်တာဘောတောင်ဟာဂါလိလဲလွင်ပြင်ထက်မှာဝင်းထဲနေတဲ့တောင်တစ်လုံးပါသခင်ယေရှုဟာတပည့်တော်၃ဦးကိုခေါ်ပြီးဒီတောင်ပေါ်ကိုတက်သွားခဲ့တာဆူတောင်းဖို့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာလည်းလောကဆူညင်တန်းတွေကြားမှာစိတ်ပူပန်မှုတွေကလည်းခဏတာဝေးရကိုခွာပြီးဘုရားသခင်နဲ့ငကိုကြစကားပြောဖို့ကိုပိုင်တာဘောတောင်တစ်ခုလိုအပ်ကြောင်းဒီတောင်ကတတိပေးနေပါတယ်ယေရှုခရစ်တော်ဘုရားဟာတောင်ထိပ်ကိုရောက်တဲ့အခါသခင်ယေရှုရဲ့မျက်နှာနေမင်းလို့တုပ်ပါလာပြီးအဝတ်ဟာနင်းခဲလို့ဖြူဖွေ့သွားခဲ့ပါတယ်ဒါဟာသခင်ယေရှုကတာမန်လူသားတယောက်တည်းမဟုတ်ပဲဘုန်းကြီးတဲ့ဘုရားသခင်ဖြစ်ကြောင်းသက်သေပြလိုက်တာပါလူသားတွေရဲ့မောင်မိုင်းနေတဲ့ဘဝထက်နဲ့သက်ကြွယ်တဲ့အလင်းတန်းတစ်ခုရုပ်ရှိလာခြင်းရဲ့တင်ကေတာလေးဖြစ်ပါတယ်တာဘောတောင်ဟာကြောက်ခဲနဲ့မြေကြီးတွေစုပုံထားတဲ့တောင်တစ်လုံးမဟုတ်ပါအားငယ်နေတဲ့စိတ်နှလုံးတွေကိုမျောလင်းချက်အလင်းပေးတဲ့နေရာဘုရားသခင်ရဲ့ဘုန်းတော်ကိုမျက်မှောက်ပြုတဲ့နေရာဖြစ်ပါတယ်။သင်လည်းဒီနဲ့စိတ်ပင်ပန်းနေတယ်ဆိုရင်စိတ်ဝိညာဉ်အဖြစ်တာဘောတောင်ပေါ်ကိုသက်လှမ်းပြီးသခင်ရဲ့ဘုန်းတော်အလင်းကိုခံယူကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။